သစ္စာဆိုတဲ့နေရာမှာသူကမှန်ဖို့တာလည်းအရေးကြီးတယ်မြင့်မြတ်တာတွေယုံနေတာတွေကအဓိကမဟုတ်ဘူးဆိုတာလေးကိုအဲ့ဒီမှာထင်ထင်ရှားရှားတွေ့ရတော့နော်အရေးအကြောင်းရဲ့သစ္စာဆိုတော့မယ်ဆိုရင်မှန်တဲ့တရားကိုရှာတဲ့နေရာမှာကောင်းတဲ့အမှန်တရားကိုမှနော်အစွမ်းထက်တယ်လို့သတ်မှတ်လို့မရဘူးကောင်းတဲ့အမှန်တွေကကိုယ်မှမရှိဘူးဆိုရင်ခိုင်းမနဲ့လို့အဲ့တော့မကောင်းတဲ့အမှန်တွေကလည်းအစွမ်းတတ္တိရှိတယ်မှန်ရင်စွမ်းနေတာဆိုတာလေးကိုနားလည်စေဖို့အတွက်အဲ့ဒါလေးကိုပြောချင်တာအဲ့ဒါဦးဇင်းတို့ဘုရားလောင်းကတခုသောဘဝတုန်းကကန္တာတိပါယနာယတိဆိုတော့ယတိကြီးတစ်ပါးဖြစ်တယ်အဲ့ဒါဒီနေ့တော့သူ့ရဲ့လူဘဝကတငယ်ချင်းမန္တပြနော်ပုံနာတယောက်တတိတယောက်မန္တပြပုံနာပေါ့လေသူ့ရဲ့တငယ်ချင်းပဲအဲ့ဒါသူ့ရဲ့အမျိုးသမီးကိုခေါ်ပြီးတော့သူ့ရဲ့သားလေးနော်10နှစ်9နှစ်အရွယ်လေးပေါ့ရင်ညက်တတ်တဲ့အဲ့ဒီသားလေးနဲ့တာမိသားဖ3ယောက်ဘုရားလောင်းယတိကိုလာပြီးတော့ရှ िख ိုးကြတာဥချကြတာအဲ့လိုရောက်လာတဲ့အခါကျတော့သားလေးကကျောင်းရဲ့အောက်နားလေးမှာဂျင်းပေါက်တန်းကစားသူတယောက်တည်းနမေနဲ့ဖေကယတိကြီးဒီမှာသွားပြီးတော့အလပတန်လာပပြောနေတာအဲ့ဒီမှာဂျင်းကတောင်ဖို့အကောင်းထဲကိုဝင်သွားရောဂျင်းပေါက်လိုက်ရင်အဲ့ဒါနဲ့ကလေးကအဲ့ဒီဂျင်းကိုအကောင်းထဲသွားပြီးတော့နှိုက်တဲ့အခါကျတော့အဲ့ဒီထဲမှာမွေရှိတော့မွေကကတ်လိုက်တာအဲ့ဒီနားတဲ့အခါတည်းလဲတယ်အဲ့ဒါနဲ့ကလေးရဲ့အော်တန်တွေကိုဘာလို့ကြားတဲ့အခါကျတော့မေဖေကရောက်လာတော့ကလေးကသတိမေ့အဲ့ဒါနဲ့လင်မယား2ယောက်အလွန်ထိထိပြပြနဲ့ဘုရားလောင်းစီကိုတခါတည်းကလေးကိုပွေလာပြီးတော့ရှင်ဘုရားတို့ယတိယဟန်နေဆိုတာနော်စေစွမ်းနေပါလေလက်ကောင်းတတ်ပါတယ်အာကိုတဲ့အနေနဲ့အာကိုရမရနော်ပြောကြတာပေါ့ဒါကြောင့်ရှင်ဘုရားတပည့်တော်သားလေးကိုကဲပါဆိုတော့ဘုရားလောင်းကငါလည်းဆေးလည်းမကူတတ်ဘူးဒါပေမဲ့လို့ငါကြားဘူးတာကတော့တစ္ဆာတရားဟာအလွန်မှအစွမ်းထက်တယ်လို့ကြားဘူးတယ်ပေါ့အဲ့တော့ငါတစ္ဆာတရားနဲ့ဒီကလေးရဲ့အသက်ကိုငါကဲမှဖြစ်မယ်ဆိုတော့ဘုရားလောင်းကကလေးရဲ့နှစ်ဖူးလေးကိုကင်ပြီးတော့တစ္ဆာဆိုတယ်တဲ့ဘလို့တစ္ဆာဆိုလဲဆိုတော့နော်ငါဟာယတိရဲ့ဘဝကိုငယ်ငယ်လေးတွေကစဝတ်ခဲ့တယ်ဒါပေမဲ့ဝတ်ပြီးတော့9ရက်အတွင်းမှာငါယတိဘဝကိုပြောတယ်တဲ့ဝတ်ပြီးတော့9ရက်လောက်နေတဲ့ကစအခုချိန်ထိနှစ်ပေါင်း90လောက်ရှိပြီတဲ့တရက်မှပျော်တဲ့နေ့မရှိဘူးတဲ့ဒါပေမဲ့ယတိလူတော်ကြီးဆိုတာကိုအပြောမခံခြင်းလို့ကိုင်ဝတ်မိမှတော့မထူးပါဘူးငါဒီတိုင်းပဲနေတော့မယ်ဆိုပြီးတော့နေလိုက်တာပျော်လို့နေနေတာမဟုတ်ဘူးတဲ့ဒါလူရတဲ့ကိုထုတ်ပြောเสียကောင်းတဲ့အနေထားတစ်ခုမဟုတ်ဘူးနော်ဒါပေမဲ့အဲ့ဒါကဘာလို့ဆိုတော့အမှန်တရားမှန်တဲ့အတွက်ကြောင့်သူအဲ့ဒါကိုနှုတ်ကနေဆိုလိုက်တာဒီမှန်တဲ့သစ္စာတရားဒီတငယ်လေးအသက်ရှင်ပါစီအဲ့ဒါကလေးကဟိုဘက်ဆောင်းတယ်အစွမ်းပြတယ်ပေါ့ကဲငါရဲ့အစွမ်းကတော့ပြပြီမင်းတို့လည်းပဲသစ္စာဆိုမှန်ဖို့ပဲအရေးကြီးတယ်ဆိုတော့အတင်းတိုက်တွန်းတဲ့အခါကျတော့မန္တပြတဲ့ကျွဲကလည်းသစ္စာဆိုတယ်တဲ့အဲ့ဆိုလဲဆိုတော့နော်သားလေးရဲ့နှစ်ဖူးကိုကင်ပြီးတော့ငါသည်အလှူဒန်းရက်ရောတယ်လို့အလုံးရဲ့ကြားထဲမှာသတင်းကြီးနေတဲ့လူတယောက်ပေါ့ဒါပေမဲ့လို့ငါလှူတိုင်းနှမျိုးဝင်တူမှုတွေနဲ့မလှူခြင်းပဲနဲ့ပဲလှူရတာငါရဲ့အမျိုးအနွယ်တွေကအကုန်လုံးလှူရတာဆိုတော့ငါကြမှာမလှူလို့ရှိရင်တော့အဆင်မပြေဘူးဆိုပြီးတော့နှမျိုးပါလှည့်ကင်နဲ့စေတနာမပါဘဲနဲ့ငါလှူနေရတာငါလှူခဲ့တဲ့လှူတွေအကုန်လုံးကစေတနာမပါဘဲနဲ့လှူရတာကြီးပဲတဲ့ဟုတ်လားအီမန်နဲ့သစ္စာစကားကြောင့်ငါသားလေးအသက်ရှင်ပါစေဒီဘက်ဆောင်ပြီးတော့အိပ်ပြန်နေတဲ့ဒါထုတ်ဖို့ပြောစရာကောင်းတဲ့အကြောင်းအရာတစ်ခုမဟုတ်ဘူးသို့တော်ဘာဖြစ်နေတော့မှန်းနေတယ်အဲ့ဒါနဲ့သားဖြစ်တဲ့လူကခါထီရအောင်မူစိတ်တွေပါလေးကြာသွားပြီးတော့စကားပါညာပြောနိုင်တယ်ဒါပေမဲ့အရှင်းတော့အပြောက်သေးဘူးအဲ့ဒါနဲ့မအေးဖြစ်တဲ့လူကိုတိုက်တွန်းပြန်တယ်ကိုင်မင်းလေးသစ္စာဆိုပါအောင်သားလေးကိုကဲပါအောင်ဆိုတော့မအေးကဘာပြောတော့ဆိုတော့ရှစ်တီကြီးရောသူ့ယောက်ျားရောဒီနားကနေထွက်သွားပါရှင်တို့ရှေ့မှာကျမသစ္စာမဆိုရဲဘူးပေါ့ကျမဆိုမဲ့သစ္စာတကားရှင်တို့ကြားစရာမကောင်းဘူးလို့ပြောတယ်တဲ့ဟုတ်လားအဲ့ဒါကိုင်းဆိုသားဆိုပါဘာမှမဖြစ်ပါဘူးကိုင်းဆိုပါအရေးကြီးနေတဲ့အချိန်ဆိုပါဆိုတော့မျိုးသမီးကဘာဆိုတော့ဆိုတော့ကျမဟာတဲ့ကျမယောက်ျားကိုချစ်ခင်နှစ်သက်တဲ့ပုံစံမျိုးနဲ့ပေါင်းတင်ဆက်ဆံလာခဲ့တာကြာပြီပေါ့ဒါပေမဲ့တကယ်ကတော့ကျမရဲ့ယောက်ျားကိုကျမဟာဟောဒီကျမရဲ့သားလေးကိုကြိုက်တဲ့မွေကိုမုန်းတယ်လို့ပဲမုန်းပါတယ်တဲ့ဟုတ်လားနော်အီမန်နဲ့သစ္စာကြောင့်သားလေးအသက်ရှင်ပါစီအဲ့ဒါအကျမအကုန်လုံးသားရဲ့ယောဂပျောက်သွားတယ်အဲ့တော့ဒီသစ္စာမျိုးကိုဘာလို့ခေါ်တော့ဆိုတော့အိဋ္ဌာပူရဏသစ္စာသူတို့ပြောခဲ့တာတွေအကုန်လုံးဒီတစ်ခုမှကောင်းတာတော့မပါဒါပေမဲ့မှန်တော့မမှန်ဘူးလားမှန်နေဒါပေမဲ့သူတို့အကျိုးမြတ်ထွက်တော်တာကဘာလဲဆိုတော့ဘုရားလောင်းကဆုံးမတာပေါ့။ကဲဒီနေ့ကစပြီးတော့သစ္စာတရားကြီးရဲ့အစွမ်းကိုလည်းတို့မြင်ရတယ်ပေါ့။အဲ့တော့ငါကလည်းပဲဒီရှိပျော်ပျော်ပါပါပျော်ပျော်ရွှင်ရွှင်ပဲနော်စိတ်ပါလက်ပါပဲဒီယတိဘဝမှာနေမယ်ပေါ့။မင်းကလည်းပဲစေနာတရားတရားကောင်းကောင်းနဲ့စိတ်ပါလက်ပါလှူပါမင်းကလည်းကိုယ့်ရဲ့လင်ယောက်ျားကိုချစ်ခင်မြတ်နိုးမှုရှိပါဆိုပြီးတော့အဲ့ဒီနေ့ကစပြီးတော့သူတို့ပြောင်းလဲသွားကြတာဆိုပြီးတော့ဒါဒီဇတ်တော်ကအလိုပြီးတယ်ပေါ့။အဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းတော်တို့မှတ်ရမှာကဘာလဲဆိုတော့ဒါဒီပါလေအိဋ္ဌာပူရဏသစ္စာဟုတ်ရဲ့လား
ကိုယ့်ရဲ့အလိုဆန္ဒတစ်ခုပြည့်ဝဖို့အတွက်ဆိုတဲ့သစ္စာစကားပေါ့နော်အဲ့တော့ဦးဇင်းတို့နောက်ထပ်ဘာကြမ်းနေတော့ဆိုတော့နောက်ထပ်ဘာကြမ်းနေတော့ဆိုတော့ဒီလိုသစ္စာတရားတွေဆိုတာကိုဘာကြောင့်ဒီကနေ့ခေတ်မှာမစွန့်ရတယ်လဲဆိုတာလေးကိုပြောဖို့ဦးဇင်းမှတ်ထားတယ်အဲ့ဒါကမင်းကုန်းဆိုတော်ဘုရားကြီးရဲ့နော်အယူအဆပေါ့ဒါကလည်းပဲအလုံးမတဘာဝကြနှစ်သက်စရာကောင်းပါတော့ဆိုတော့ကြီးကဘာပြောတော့ဆိုတော့အခုခေတ်လူတွေသစ္စာဆိုရတယ်ဘာကြောင့်သစ္စာတရားတွေကမစွန့်တာတော့အဲ့တော့ဘာပြောတော့ဆိုတော့သစ္စာတရားစွန့်တယ်ဆိုတာတဲ့အဲ့ဒီသစ္စာဆိုတဲ့ပါဇက်ကသစ္စာရှိဖို့လိုတယ်တဲ့နော်သစ္စာဆိုမဲ့နှုတ်ကအခုခေတ်မှာများသောဖြင့်လူတွေကသစ္စာအမှန်တရားကိုသိပြီးတော့မပြောကြဘူးသစ္စာဆိုမဲ့သူတို့ရဲ့နှုတ်ကမှုသားနိုင်ငံကြီးဖြစ်နေတယ်တဲ့နိုင်ငံကြီးဆိုတဲ့အသုံးအနှုန်းကိုသုံးတာဗျဟုတ်လားမှုသားနိုင်ငံကြီးဖြစ်နေတယ်အဲ့ဒီမှုသားနိုင်ငံကြီးဖြစ်နေတဲ့ပါဇက်နဲ့သစ္စာဆိုတဲ့အတွက်ကြောင့်သစ္စာကမစွမ်းတာတဲ့ရှင်းတော့ကသစ္စာတွေစွမ်းတယ်ဆိုတာကရှင်းတော့ကလူတွေကသစ္စာအလွန်တည်တယ်ပေါ့သူတို့ရဲ့နှုတ်တွေကသစ္စာနိုင်ငံကြီးဖြစ်နေတယ်တဲ့ဒါကြောင့်အရေးကြုံလို့သူတို့သစ္စာဆိုလို့ရှိရင်သူတို့ရဲ့သစ္စာတွေဟာအစွမ်းတတိကိုပြကြတယ်ပေါ့လို့ရှင်းတော့ကတော့သစ္စာရဲ့အစွမ်းကိုလည်းပြတယ်နော်ထင်ရှားတွေ့ရတယ်အဲ့ဒါလိုပဲလိန်ညာတဲ့မှုသာဝါဒရဲ့အစွမ်းကိုလည်းတွေ့ရတာပဲဒါကြောင့်ဦးဇင်းတို့ဇတ်တော်တွေထဲမှာပေတတို့ကြားဖို့မှာပါနော်စီတိယဇတ်ဆိုတာရှိတယ်မှုသားပြောလို့မြေမြိုတဲ့ဇတ်နော်အဲ့ဒါကိုဦးဇင်းတို့ပြောနေလို့ရှိရင်နောက်ထပ်ပြောခြင်းတဲ့အကြောင်းအရာလေးတွေကိုပြောရတော့မှမဟုတ်တော့အဲ့ဒီစီတိယဇတ်ကလည်းပြောစရာအလွန်ကောင်းတာပါပဲနော်မှုသားပြောလို့မြေမြိုတယ်ဆိုတာအံ့ဩစရာအလွန်ကောင်းပါတယ်ဟုတ်လားအဲ့ပြောချင်တာကဘာလို့ဆိုတော့သစ္စာတရားဘာကြောင့်အစွမ်းတတ္တိမထက်တာလို့မေးရင်သစ္စာဆိုသောနှုတ်သည်မှုသားစကားခဏခဏပြောနေလို့သစ္စာကမစွမ်းတာလေဒါကြောင့်သစ္စာတရားကိုအားကိုးမယ်လို့ရည်ရွယ်ချက်ရှိကြတဲ့ပုဂ္ဂိုလ်တွေကိုယ့်ရဲ့ဆိုတဲ့အခါမှာသစ္စာတရားလေးတွေအစွမ်းထက်အောင်အခုလိုသိတဲ့အချိန်ကစပြီးတော့ဘာလို့ဖို့လို့တော့နော်ငါသစ္စာလမ်းကြောင်းကိုမတိမ်မဆောင်းစေရဘူးနော်မှားယွင်းတဲ့စကားကိုငါမပြောဘူးမဟုတ်တဲ့စကားကိုငါမပြောဘူးဟုတ်ရဲ့လားအဲ့လိုမျိုးတရားဓမ္မတို့အကျဉ်းတို့တွေသစ္စာလမ်းကြောင်းပေါ်မှာတည်ကြဖို့မလိုဘူးလားလိုတယ်